အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးရတယ်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ညကျွန်တော်ပြောမယ့်ဇာတ်လမ်းလေးကတော့အခန်းနံပါတ်313ရဲ့မပြောင်းနိုင်တဲ့အမှတ်တရဆိုတဲ့ပလာလောကဇာတ်လမ်းလေးဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါဇာတ်လမ်းရဲ့အစမှာတော့မိုးရေတလုံးလုံးကျနေတဲ့ညမှာစုံတော့အရိယာသွင်းမြို့နယ်အပြင်ဘက်ရှိပြက်စီးပြီးလူမဝင်တော့တဲ့ရွှေတောင်ဟိုတယ်အဟောင်းကိုကားနဲ့တဖြည်းဖြည်းဝင်လာခဲ့တယ်။အဲဒီဟိုတယ်က2012ခုနှစ်မှာဖြစ်ခဲ့တဲ့ဒေဆုံးမှုအဆိုးလိုက်ဖြစ်ရဲ့နောက်ပိုင်းတကားပိတ်ထားပြီးဝင်သူမပြန်လို့လူတွေကြားမှာပြောနေရတဲ့နေရာတစ်ခုပေါ့ဗျာ။ဒါပေမဲ့ဒီညမှာတော့တခန်းထဲကမီးလင်းနေတယ်။အခန်းနံပါတ်313ပါကွန်ထရိုးကနေအရိယာဆိုအဲ့ဒီနေရာမဝင်သင့်ဘူးအဲဟိုတယ်ကမြေပုံတွေတော့မရှိတော့ဘူးတဲ့အရိယာတွေကမျက်စိမလွဲပဲပြောလိုက်တယ်ပုံတော့ခေါ်ရလာတယ်ပြောတဲ့သူကငါညီချောင်းသိတယ်လို့ပြောတယ်တဲ့တကားကိုထိုးဖွင့်လိုက်တဲ့အခါအေးမြပြီးဆူဆူတဲ့လေထဲမှာပုံနဲ့ပုတ်တူအနံ့နဲ့အယိုးအနံ့တွေကအနံ့တမကောင်းတော့ရတခုပြီးတခုထွက်လာနေရမောကစက်ကူတွေကလူရည်ပြားလို့ကြွကြနေတယ်အရိယာတွေမီးလက်မောင်းဖွင့်လိုက်တယ်အလင်းရမောင်တွေကိုထိုးဝင်သွားတယ်။နေရပေါ်မှာတစ်လေးချိတ်ထားတဲ့ပုံတစ်ပုံကိုမြင်လိုက်တယ်။အဲ့ပုံထဲမှာလူတွေရှိတယ်ဒါပေမဲ့မျက်နှာတွေမရှိဘူး။အခန်းနံပါတ်313 309 310 317သူ့ခြေလမ်းအတန်းကသူ့နောက်မှာတယောက်လိုက်လာတယ်လို့ဖြစ်နေတယ်။313ရောက်တော့တကားအနှင်းငယ်ဖွင့်သွားပြီ။အတွင်းကမီးလင်းကလုံနေတယ်။သူတကားကိုနှိပ်ဖွင့်လိုက်တယ်အခန်းထဲမှာဘာမှမရှိဘူးအဲ့ရပေါ်မှာအဟောင်းတပလက်တစ်လုံးရှိပဲရှိတယ်ဒါပေမဲ့အဲ့တပလက်ကလဲ့နေတယ်ဘသူရှိလဲအတန်တစ်ခုထွက်လာတယ်အရိယာကန်းနာကိုမမိလားအရိယာတော့တုံသွားတယ်သူ့အတန်ကသူ့ညီအောင်စရာရဲ့အတန်နဲ့ဆက်လက်နေကြပြောင်းနေခဲ့တယ်သူပေါ့ဒီလက်မောင်းတောင်းနဲ့လှုပ်သွားတယ်အရိယာကနောက်ဘက်ကမျက်မှောင်ကိုကြည့်လိုက်တယ်တစ်စက္ကန့်နောက်ကျပြန်လို့ပြောတော့မိမရတော့အတန်မင်းပြန်လာခဲ့တယ်